ဗုဒ္ဓဘာသာမှာလူတွေအများဆုံးကြားဘူးပေမဲ့အ ਨੇ ဆုံးနားလည်တဲ့တရားတစ်ခုရှိတယ်။အဲ့ဒါကခန္ဓာ၅ပါးပါ။ညာတော်အဖြစ်ဒီစကားကိုစာသင်ခန်းထဲမှာဒါမှမဟုတ်ဓမ္မစာအုပ်တွေထဲမှာပထမဆုံးကြားရတယ်။ခက်ခဲပြီးဝေးလွန်းတယ်လို့တတ္တနိကရေးနေတယ်လို့ပဲထင်ရတယ်။ဒါပေမဲ့အမှန်တော့ခန္ဓာ၅ပါးဆိုတာသင်ယခုဒီချိန်ကိုယ်တိုင်ဖြစ်နေတဲ့အရာပါပဲ။ကျွန်တော်တို့ဟာကမ္ဘာလောကကြောင့်ဆင်းရဲကြတာမဟုတ်ဘူးကိုခန္ဓာဖြစ်မိလို့ဆင်းရဲကြတာပါကောင်းကောင်းကြည့်ပါအမှန်တကယ်ဆင်းရဲနေတဲ့အခါမျက်မှောက်အဖြစ်အပျက်တစ်ခုတည်းကြောင့်မဟုတ်ဘူးစိတ်ကငါနာခြင်းနဲ့ငါစိတ်မကောင်းဘူးငါပြက်ပြားသွားပြီးငါမှတန်ဖိုးမရှိဘူးလို့ပြောလို့ပါငါဆိုတဲ့စကားလုံးပေါ်လာတဲ့နေရာမှာပဲခန္ဓာတွေကိုစုစည်းပြီးကျွန်တော်တို့လို့ခေါ်တာပါခန္ဓာကပြဿနာမဟုတ်ဘူးဒါပေမဲ့ခန္ဓာကိုငါပဲလို့မှားယွင်းစွာယူဆမိတာကလေးလံစေတာပါခန္ဓာ၅ပါးဆိုတာဘဝအတွေ့အကြုံရဲ့အစိတ်ပိုင်းတွေပါကိရိယာတွေလိုစနစ်တွေလိုအစိတ်ပိုင်းတွေလိုပါပဲအဲ့ဒါကငါကတင်ပဲလို့ဘယ်တော့မှမပြောဘူးဒါပေမဲ့ကျွန်တော်တို့ကိုယ်တိုင်ကအဲ့ဒါတွေကိုယူပြီးငါလို့ခေါ်တယ်ပြီးတော့ငါဖြစ်လာချိန်မှာဆင်းရဲဒုက္ခဟာပိုင်ရှင်တယောက်ရှိလာပါတော့တယ်ခန္ဓာ၅ပါးဟာတစ်ခုချင်းစီအစင်းလိုက်မဖြစ်ဘူးတပြိုင်နက်တည်းဖြစ်တာပါကျမ်းဂန်တွေမှာရူပဝေဒနာပညာသင်္ခါရဝိညာဏအခုခုထိတော့တယ်ခံစားချက်ရှိတော့တယ်အဓိပ္ပာယ်ကိုမှတ်မိတော့တယ်ဆက်လက်ဖန်တီးတော့တယ်တခုခုနဲ့ကြုံနေတယ်ဆိုတာသိလာတယ်အဲ့ဒီတစ်စက္ကန့်တည်းမှာပဲငါဖန်တီးခံလိုက်ရပါတယ်ငါဟာအရင်ကတည်းကရှိနေတာမဟုတ်ဘူးခန္ဓာကိုယ်စုစည်းပြီးဖြစ်လာတာပါသင်ဟာအမြဲတမ်းတည်ရှိနေတဲ့ကိုယ်ပိုင်အမှတ်သားနဲ့မနိုးဘူးသင်ဟာလုပ်ငန်းစဉ်တစ်ခုနဲ့အတူနိုးလာတာပါခန္ဓာတွေစုစည်းပြီးကျွန်တော်တို့လို့ခေါ်တဲ့လုပ်ငန်းစဉ်ကြောင်းရာတွေပြောင်းတိုင်းခန္ဓာတွေပြောင်းတယ်ငါလည်းပြောင်းတယ်အဲ့ဒါကြောင့်ဒါကျွန်တော်တို့ကစိတ်ကူးစိတ်ခံစားမှုတစ်ခုချင်းစီမှာမတူညီတူတွေဖြစ်နေကြတာပါရိုးရှင်းတဲ့အဖို့မှာချီကျူးခံရတဲ့အခါသင်ဟာတစ်ယောက်ဖြစ်တယ်ဝေဖန်ခံရတဲ့အခါနောက်တစ်ယောက်ဖြစ်တယ်အောင်မြင်တဲ့အခါနောက်တစ်ယောက်ထပ်ဖြစ်တယ်ပြက်ပြားတဲ့အခါထပ်ပြီးနောက်တစ်ယောက်ဖြစ်တယ်အမှန်တကယ်ငါရှိမယ်ဆိုရင်ဘာကြောင့်ဒီလောက်လွယ်လွယ်ကူကူပြောင်းလဲနေရတယ်လဲပြောင်းလဲနေတာစစ်မှန်တဲ့ကိုယ်ပိုင်မှတ်သားမဟုတ်ဘူးခန္ဓာတွေကိုအသစ်ပြန်စုစည်းထားတာပါခန္ဓာ၅ပါးဟာတနေ့လုံးအလုံးလုံးနေရပြီမဲ့ကျွန်တော်တို့ကသူ့ကိုဘယ်တော့မှမသိခဲ့ကြဘူးကျွန်တော်တို့ဟာကိုယ်ခန္ဓာကိုတုံးတယ်ခံစားချက်ကိုတုံးတယ်အသွေးတွေကိုတုံးတယ်မှတ်ဉာဏ်တွေကိုတုံးတယ်သိမြင်မှုတွေကိုတုံးတယ်ဒါပေမဲ့ဒီအရာအလုံးကကရိယာတွေပါငါမဟုတ်ဘူးဆိုတာဘယ်တော့မှမမြင်ခဲ့ကြဘူးပြီးတော့မမြင်လို့ကြောင့်ကိုယ်ပိုင်အမှတ်သားလိုမျိုးထမ်းရွက်နေကြရတာပါဗုဒ္ဓသည်ခန္ဓာကိုစွတ်ပြစ်ဖို့မတင်ပေးဘူးဒါအရေးကြီးပါတယ်ဖယားရှင်ကခန္ဓာကိုဖယ်ရှားဖို့ခန္ဓာမရှိစေဖို့ဘယ်တော့မှမတင်ပေးခဲ့ဘူးခန္ဓာမရှိရင်အသက်ရှင်ခြင်းမရှိနိုင်ဘူးဖယားရှင်ပြသထားတာကခန္ဓာကိုငါလို့မမှားယွင်းသိဘူးဆိုတာပါမမှားယွင်းရင်ခန္ဓာကအလုံးလုံးနေမယ်ဒါပေမဲ့ဆင်းရဲမှုမဖြစ်စေဘူးပေါ်ပါလာဖို့အစကအားလုံးကိုနားလည်တာမဟုတ်ဘူးခွဲခြားစတင်တာပါဘာကကိုခန္ဓာဘာကခံစားချက်ဘာကမှတ်ဉဏ်ဘာတွေကသွေးဘာတွေကသိမြင်မှုပြီးတော့ဘယ်နေရာမှာအဲ့ဒါတွေကိုငါလို့မှားယွင်းစွာခေါ်နေတယ်လဲဆိုတာခွဲခြားပါအခုချိန်မှာအရေးကြီးဆုံးကခန္ဓာ၅ပါးဟာမြင့်မားတဲ့အရာမဟုတ်ဘူးခက်ခဲတဲ့အရာမဟုတ်ဘူးဝေးကွာတဲ့အရာမဟုတ်ဘူးငါဒါကတင်မသိတဲ့ဖြစ်နေတဲ့အရာပါပြီးတော့ဒါကိုမြင်ဖို့အထူးတမာတိမလိုဘူးတမာကျင့်ဖို့မလိုဘူးဘဝပြောင်းလဲစရာမလိုဘူးထမ်းနေတဲ့ငါကိုတကယ်ထမ်းစရာမလိုဘူးဆိုတာစတင်သိဖို့ပဲလိုပါတယ်ရူပခန္ဓာကိုယ်ခန္ဓာကိုမှားယွင်းစွာမှတ်မိခြင်းဘယ်ခန္ဓာကိုအလွယ်ဆုံးမှားယွင်းစွာဖြစ်မိတယ်လဲဖြေကရူပခန္ဓာပါဘာကြောင့်လဲဆိုတော့အဲ့ဒါကကျွန်တော်တို့နဲ့အမြဲရှိနေတယ်ထိတွေ့နိုင်တယ်မြင်နိုင်တယ်ပြီးတော့တတိယသမျှကလေးကငါလို့ခေါ်ခံနေရတယ်ရူပခန္ဓာဆိုတာကိုယ်ခန္ဓာတစ်ခုတည်းမဟုတ်ဘူးကိုယ်ခန္ဓာမှတစ်စိသိမြင်ခံစားရတဲ့အရာအလုံးပါဗုဒ္ဓဘာသာမှာရူပခန္ဓာဆိုတာကိုယ်ခန္ဓာတစ်ခုတည်းမဟုတ်ဘူးခိုင်မာမှုကြက်နူးညံ့မှုနာကျင်မှုသိမ်းမာမှုပူပြင်းမှုအေးမြမှုပုံတရံမျက်နှာတွင်ပြင်ကျမ်းမာရေးကိုယ်ခန္ဓာမှတစ်စိသိမြင်ခံစားရတဲ့အရာအလုံးက
ရူပခန္ဓာအလုံးပါပြီးတော့ဒီအရာအလုံးကအမြဲပြောင်းလဲနေတယ်ပြဿနာကကိုယ်ခန္ဓာပြောင်းလဲတာမဟုတ်ဘူးစိတ်ကအဲ့ဒီပြောင်းလဲမှုကိုငါလို့ယူဆမိတာပါကိုယ်ခန္ဓာအိုမင်းတာတဘာဝပါနာကျင်တာတဘာဝပါလှပမှုမရှိတာတဘာဝပါအရင်လိုမဟုတ်တော့တာတဘာဝပါဒါပေမဲ့စိတ်ကငါအိုသွားပြီးငါအရင်လိုမဟုတ်တော့ဘူးငါမတက်နိုင်တော့ဘူးလို့ပြောတာနဲ့ရူပခန္ဓာကချက်ချင်းကိုယ်ပိုင်အမှတ်သားဖြစ်သွားတယ်ကျွန်တော်တို့ကိုယ်ခန္ဓာကြောင့်ဆင်းရဲတာမဟုတ်ဘူးဒီကိုယ်ခန္ဓာအတွင်းမှာဒီကိုယ်ခန္ဓာအတွင်းကကိုယ့်ရဲ့ပုံရိပ်ကြောင့်ဆင်းရဲတာပါကောင်းကောင်းကြည့်ပါတချို့သူတွေကကိုယ်ခန္ဓာကျမ်းမာပေမဲ့စိတ်အလွန်ဆင်းရဲတယ်တချို့ကကိုယ်ခန္ဓာပြည့်စုံမှုမရှိပေမဲ့စိတ်ပေါ့ပါတယ်ကွာခြားတာကရူပခန္ဓာမဟုတ်ဘူးရူပခန္ဓာကိုငါလို့ကင်မှတ်ခြင်းပါ